Hello မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကဟိုနေ့ကကလဆာကိုရောက်ဝေါ်ပြီးပါ3ချင်းပွဲကို2ချင်းကြော်လေးထပ်ထိုးရလေးကိုဒီနေ့ထပ်ကပ်ပေးရပါတော့ထပ်ကပ်ပေးရင်းနဲ့ partition ရဲ့တန်ဖိန်ကိုကျွန်တော်တို့စီစိလေး1ကုတ်တင်ပေးရပါတော့1ကုတ်ထဲနဲ့ပိတ်သွားတယ်ပေါ့နော်အရန်လာပါတယ်ကိုရောက်ဝေါ်ပြီးပါနဲ့တန်ချောင်းလေးကိုစီစိခဲအောင်လေးတုပ်ပေးလိုက်ပါပေါ့နော်ဒါကတော့အပြင်ဘက်အချမ်းလေးပေါ့နော်ဟိုတနေ့ရတဲ့ပြီးသွားတာလေးပေါ့ဒီအခုကတ်နေတဲ့ဘင်း3လေးရာဒီနေ့ထပ်တိုးပြီး2ချင်းခွဲကတ်နေတဲ့နိုင်ရန်လေးပဲဖြစ်ပါတယ်ပေါ့နော်ဒီအလိတ်ကကိုကြီးကပေါ်ပြပါအလိတ်ဖြစ်ပါတယ်3ပေအနံလာတာပေါ့နော်အသားလည်းတော်တော်ထူပါတယ်ကော်ပျော်ပြီးကတ်တဲ့အမျိုးအစားဖြစ်ပါတယ်တချင်းကို3,600,000ကျပါမယ်ပေါ့နော်ဒီကိုကြီးကပေါ်ပြပါကိုကတ်ချင်နေဆိုရင်လက်ရှိဈေးနှုန်းကတော့ဒီဈေးနှုန်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ partition ရဲ့တန်ဖိန်လေးကိုစီစီခဲအောင်လေးတုပ်ပေးရအောင်เนาะပြီးသွားတဲ့ပုံလေးအရန်လှပါတယ်ပေါ့နော်စီစီလေးတုပ်လိုက်မှပို့ပြီးရုပ်ထွက်လေးပို့လှသွားတော့ပေါ့နော်ဒါကတော့ကိုရီးယား wallpaper ထပ်တူ area လေးပြီးသွားတာပုံလေးပဲဖြစ်ပါတယ်ဒါကတော့နောက်ကျောအပြင်ဘက်မှာအနီးကပ်ရိုက်ပြထားတဲ့ဒီဇိုင်းပေါ့နော်ဒီဟာနှစ်ပေတစ်ပေရလဲကပ်ပြီးသွားတဲ့ final ပုံလေးပဲဖြစ်ပါတယ်ပေါ့နော်တမိုင်းဝါဝါဝင်းလန်ကတိုက်ခန်းလေးပဲဖြစ်ပါတယ်